ဟုတ်ကဲ့ True Story Bro စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါခင်ဗျာပထမအစီအစဉ်မှာတော့ကျွန်တော်တို့ဒါအားစားနဲ့ပယ်တဲ့ကမြန်မာလက်ရွေးစင်ဘောလုံးသမားဟောင်းတူဖြစ်တဲ့ကိုရအောင်ကျော်နဲ့တွေ့ဆုံပြီးတော့ကျွန်တော်တို့ပြောဆိုဆွေးနွေးခဲ့ကြပြီဖြစ်ပါတယ်အခုကတော့ဒုတိယအစီအစဉ်ဖြစ်ကျွန်တော်ကဒါ hip hop ဂီတနယ်ပယ်ကကျွန်တော်ရဲ့တငယ်ချင်းနှစ်ယောက်ကိုကျွန်တော်ဖိတ်ထားတာဖြစ်ပါတယ်ဒီဘက်မှာတော့တယောက်ကဒါကျွန်တော်တငယ်ချင်းဖြစ်တဲ့မိုးကကောင်ဖြစ်ပြီးတော့ဟိုဘက်မှာကျွန်တော်တငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ IB ဖြစ်ပါတယ်ဒီတငယ်ချင်းနှစ်ယောက်စလုံးကလည်းဒါကျွန်တော်နဲ့အတူတူလွန်ခဲ့သော10စုနှစ်တခုကကျွန်တော်တို့ WCC ဆိုတဲ့အဖွဲ့နဲ့အတူတူဒါကျွန်တော်တို့သချင်းတွေအတူတူလုပ်ပြီးတော့ဖြတ်တန်းလာတဲ့တငယ်ချင်းတွေဖြစ်ပါတယ်အခုလည်းဒီ hip hop ဂီတကလူငယ်တွေကြားမှာပြန်လည်ပြီးတော့ရေပန်းစားလာတာဖြစ်ပြီးတော့အခုဒါလူငယ်တွေကြားမှာတက်တက်ကြွကြွနဲ့ဒီ music ပေါ်မှာလက်ခံပြန်လည်ပြီးတော့လက်ခံပြီးတော့ဒီစိတ်ဝင်စားလာကြတာကိုတွေ့ရလို့ကျွန်တော်တငယ်ချင်းတွေကိုကျွန်တော်ဖိတ်ပြီးတော့မိမန်းရရှိရလေးတွေနောက်ပြီးတော့ကျွန်တော်တို့ဖြတ်သန်းခဲ့ရလေးတွေကျွန်တော်တို့ပြန်လည်ပြီးတော့တွေ့ဆုံဆွေးနွေးပြီးပြောဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာအခုစလိုက်ကြအောင်ပေါ့နော်ဆိုတော့ကဲမိုးကြီးဟုတ်မင်္ဂလာပါအိုင်ဗီမင်္ဂလာပါဆိုတော့ကျွန်တော်တို့ WCC ဆိုတဲ့အဖွဲ့အကြောင်းကိုကျွန်တော်တို့အရင်ပြောချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ hip hop ဒီလွန်ခဲ့သော10စုနှစ်လောက်ကကျွန်တော်တို့ဟိုရှမ်းတောက်ပေါ့နော်ဂီတနယ်ပယ်များစွာထဲမှာကျွန်တော်တို့ဒီမြန်မာပြည်မှာရှမ်းတောက်အောင်မြင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာအဖွဲ့အများကြီးကျွန်တော်တို့လုပ်ခဲ့ကြတယ်ပေါ့နော်အဲ့အဖွဲ့အများကြီးရှိတဲ့ထဲမှာကျွန်တော်တို့ကလည်းဒါအဖွဲ့တစ်ခုဖြစ်ပါတယ်WCC ဆိုတဲ့အဖွဲ့အကြောင်းကိုဟိုကျွန်တော်မပြောခင်မှာဒီ WCC ဆိုတဲ့ဒီ founder ဖြစ်တဲ့ဒီ IB နဲ့ကျွန်တော်နဲ့စတည်ခဲ့တဲ့အကြောင်းအရင်ဆုံးပြောမှာဖြစ်ပါလိမ့်မယ်အဲ့တော့ WCC ကိုဒီပထမဆုံးတည်ထောင်ခဲ့တဲ့ဒီငွေချင်းဖြစ်သူ IB ကပဲဒီWCC ရဲ့အကြောင်းကိုသူဖွဲ့စည်းခဲ့ပုံအကြောင်းကိုသူရှင်းပြပါလိမ့်မယ်ခင်ဗျအားလုံးပဲဖွဲ့စည်းခဲ့ပုံကိုပြောရမယ်ဆိုတော့ကျွန်တော်တို့ပေါ့လွန်ခဲ့တဲ့2010လောက်ထိကျွန်တော်တို့ပြန်သွားမှာပေါ့2010လောက်မှာကျွန်တော်တို့ကဒီအဲ့လို family အဖွဲ့တွေရှိတယ်ဗျအဲ့မှာဂီတလုပ်တဲ့လူငယ်အဖွဲ့တွေကပို့လို့ပေါက်နေတယ်ပေါ့ဟိုနားတစုဒီနားတစုအဲ့လိုမျိုးရှိတယ်အဲ့လိုရှိတဲ့အဖွဲ့တွေထဲမှာကျွန်တော်တို့အဲ့လိုကျွန်တော်တို့နဲ့အဲ့လိုစိတ်ချင်းတူတဲ့အဖွဲ့တွေကျွန်တော်ယူပြီးတော့၄ပွဲ၅ပွဲလောက်ကစပြီးတော့ကျွန်တော်တို့ WCC တော့စလိုက်ပြီပေါ့ဒါပေမဲ့၄ပွဲ၅ပွဲလောက်စပြီးတော့နောက်နေ့မှာပဲကံမကောင်းစွာနဲ့အဲ့လို2ပွဲလောက်ကပြန်ထွက်သွား2ပွဲလောက်ကတင်ကျွန်တော်နဲ့အဓိကတော့ West Coast အိုက်ခင်မှာ food တွေပါတွေကအရင်ခစ်စားနေကျွန်တော် city ဆိုတဲ့စကားလုံးကြီးကိုကောက်ပေးလိုက်တော့အားလုံးကcity ဆိုတာကြီးတော့ငါမကြိုက်ဘူးဟေးတည်ရမလားခုဆိုတာပဲပေးဒါခုကတော့ရအောင်လူတိုင်းသုံးတယ်ငါအစိုးရကြီးကငါ unique ဖြစ်တဲ့တော့ငါလူတိုင်းသုံးတဲ့အရာကိုငါမသုံးနေဘူးအဲ့တော့ငါတို့က city လို့ပေးမယ်အဲ့ city လို့ပေးတဲ့အချိန်ဟိုမှာအားလုံးမကြိုက်ပဲအဲ့လို2ပွဲပြန်ထွက်သွားတယ်အဲ့မှာကျန်တဲ့အဖွဲ3ပွဲနဲ့ပဲကျွန်တော်တို့အဲ့လို West Coast City ကိုစထောင်တာပေါ့အဲ့ဒါပြီးနောက်ပိုင်းမှာ West Coast City အဲ့လိုအဖွဲပေါင်းများစွာဒီအဲ့လိုမြန်မာနိုင်ငံတွေကအနှံ့နေအဲ့လိုပြားတော်ဝင်လာ West Coast City တော့အဖွဲတွေဖြစ်သွားတယ်ပေါ့အဲ့ဒါစပြီးကျွန်တော်တူထောင်ပြပေါ့ West Coast City ရဲ့ဆိုတော့ WCC ဆိုတဲ့အဖွဲ့ကတော့ခု IB ပြောသားသလိုပဲအဲ့လိုပေါ့နော်ဒါဒီတိုင်းဖြစ်တည်လာခဲ့တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုးကြီးတို့ကလည်းအဲ့ထဲမှာပူဝင် join ခဲ့တဲ့ဟုတ်တယ် family ဒီ family ကို West Coast City ကိုဝင် join ခဲ့ကြတဲ့ rapper တွေလို့ပြောရင်ရတယ်နော်မိုးကြီးနော်ဆိုတော့ကျွန်တော်ဆိုလဲဒါရန်ကုန်မှာနေပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒါရန်ကုန်ဇာတိအစ်စ်မဟုတ်ဘူးကျွန်တော်ကလည်းဒါမန္တလေးမှာမွေးတဲ့မန္တလေးသားဖြစ်တယ်နောက်ပြီးတော့မန္တလေးမှာလည်းကျွန်တော်တငယ်ချင်းတွေအများကြီးရှိရပေါ့နော်ကျွန်တော်အဲ့ဒီ WCC ဆိုတဲ့အဖွဲ့ကိုလည်းကျွန်တော်ဒီရောက်လာခဲ့တဲ့ပုံကလည်းတော်တော်ထူးဆန်းတယ်ကျွန်တော်တငယ်ချင်းတယောက်နဲ့ဒီ mistake တစ်ခုလုပ်တယ်ပေါ့နော်အဲ့တော့ underground မှာ mistake တွေလုပ်တာကအရင်ခစ်စားရလေနော်အဲ့တော့အဲ့မှာဘာလို့လဲဆိုတော့ငါ့စီကိုခေါ်လာတာကွာငါ့ကိုခေါ်လာဆိုတော့အောင်ကောင်းကျော်ကလည်းဒါ PPT ဟုလှိုင်ရ PPT ဟုဟိုဟာHTS ဟုဟုတ်ပါဘူးလိုင်းဆို HTS ဖြစ်မယ် HTS ဟုလာတယ်ဟုရများတော့ねနော်အဲ့မှာလှိုင်ဘက်ကHTS host ကဟိုဟာ hand out ထူးတော့ကနေပြီးတော့မှတဆင့်ပေါ့နော်သူနဲ့တိတာပေါ့အောင်ကောင်းကျော်နဲ့တိတာပေါ့သူတို့အဲ့ဘက်ကလာတယ်ပေါ့လှိုင်ဘက်ကပေါ့နော်ကျွန်တော်ကလည်းဖြစ်ချင်တော့ကျွန်တော်ကဒီဘက်ကမာယွန်းနဲ့လှိုင်ဆက်မှာနေတဲ့သူဖြစ်တော့ဒီ rapper ချင်းချင်းကျွန်တော်တို့တက်လို့ចောင်းသားပေါ့မှာအဲ့လိုရင်းနှီးကြအဲ့အောင်ကောင်းကျော်ကပဲကျွန်တော်သူ့မှာပေါ့နော် beat producer တယောက်ရှိရပေါ့ beat တီးပေးတဲ့သူတယောက်ရှိရဘယ်သူလဲဆိုတော့အဲ့ဒါ IB ပေါ့နော်သူကတော့ကြီးမနိုင်မှာနေရဲဆိုပြီးတော့ကျွန်တော်ပြောတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီမှာ beat အဖို့ဖြစ်လာတယ်ပေါ့နော်ကျွန်တော်တို့ beat အကြရဲ IB နဲ့အဲ့မှာရင်းနှီးကြပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် IBC ကိုခေါ်သွားတာကအောင်ကောင်းကျော်လို့ပြောလို့ရတယ်ပေါ့အဲ့ mistake လေးလည်းကျွန်တော်ရန်ကုန်နဲ့မန္တလေးမှာအချက်ကြီး9000လောက်ထိကျွန်တော်ဝေခဲ့ဘူးရပေါ့နော်ရာဝဲသူလည်းရှိလိမ့်မယ်မရဝဲသူလည်းရှိလိမ့်မယ်ပေါ့နော်အဲ့ mistake ထွက်တဲ့အချိန်ကစပြီးတော့ဒါ IB နဲ့ရင်းနှီးရဖြစ်တယ်ပေါ့နော်ဆိုတော့IB နဲ့တည်ပြီးတဲ့နောက်ပိုင်းကျမှ WCC တဲ့ကိုကျွန်တော်ကဒါ IB ရဲ့ခံယူချက်နဲ့စိတ်ဓာတ်ကိုကျွန်တော်
respect တစ်ခုပေးတာဖြစ်တဲ့အတွက်ကျွန်တော် WCC ရဲ့ကိုရောက်သွားတာဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ကျောင်းမှာတကုံတုတ်သူတွေမှာကျွန်တော်တို့နောက်ထပ် rapper အများကြီးနဲ့ရင်းနှီးခဲ့အဲ့ထဲက rapper တွေထဲမှာဒါမိုးကကောင်ဝင်လဲတယောက်အပါဝင်ဖြစ်တယ်ပေါ့နော်အခုဆိုရင်မိုးကကောင်ဝင်ချင်းနေပဲ rapper ပဲနော် မိုးကြီးကလည်းတကုံက rapper လေ မပါဘူးဟိုများတော့ဘာလဲဟိုတကုံ University တကုံ University ကိုပြောချင်တာတကုံ University ထဲမှာ rapper တွေအများကြီးရှိပေါ်လာတယ်အဲ့မှာ row 1ကလည်းအဲ့တော့ငါခွေနေဆိုလို့ရှိရင် row 1ခွေနေကရက်ရှေ့နောက်လာမသိဘူးအဲ့လိုတိတ်မကွာဘူး တကုံးမှာ rapper တွေများတယ် တကုံမှာ rapper တွေတော်တော်များတယ်အဲ့ဒါကြောင့်မလို့အဲ့တကုံတိုက်သူတွေမှာကျွန်တော် mistake ဝေတဲ့အချိန်မှာလည်းအဲ့လိုတခြားသော rapper တွေကလည်း mistake တွေဝေနေကြတယ်အဲ့လိုမျိုးဖြစ်ကြီးဆိုတော့အဲ့ဒီအချိန်မှာပဲမိုးကကောင်ဝင်နေကျွန်တော်အထပ်ပြီးတော့ရင်းနှီးရပါတော့အဲ့ဒါကျွန်တော်တကယ်ချင်းညောင်းနေကျွန်တော်တို့ရင်းနှီးခဲ့တဲ့ပုံစံတော့အဲ့လိုမျိုးပုံစံဖြစ်တယ်ပေါ့နော်ဆိုတော့မိုးကြီးရော WCC ကိုဘယ်လိုပုံစံမျိုးနဲ့ရောက်လာလဲပြောပါဦး ကျွန်တော်ကအဲ့2010လောက်ပဲအဲ့2010လောက်မှာကျွန်တော်ကျောင်းပြီးသွားတယ်ဗျာနော်ကျောင်းပြီးသွား16လောက်တည်းရောက်တာဖြစ်ငါစီ ဟုတ်တယ်စောတယ်စောတော့စောလိမ့်မယ်လို့2009လား စီမထောင်ငင်တစ်နှစ်လောက်ကိုစော ဟုတ်တယ် ကျွန်တော်7တန်းပြီးတော့ကျွန်တော်7တန်းပြီးသွားတယ်7တန်းကျောင်း7တန်းပြီးတော့ကျွန်တော်အဲ့မှာ show ပွဲမှာကျွန်တော် mistake တစ်ခွေရတယ်ဗျာအဲ့ mistake တွေမှာ quality phone တွေမှာကျွန်တော်တွေ့တော့ကျွန်တော်ကတီးလုံးလိုချင်တာကျွန်တော်ကမှ red တွေရရှိတယ်တီးလုံးလိုချင်တော့ quality ကျွန်တော်ဖုန်းဆက်တယ်လေအဲ့ဂိမ်းဆိုင်ကဆက်တာအဲ့တော့ဖုန်းတွေမပေါ်သေးဘူးဖုန်းတွေပါမပေါ်သေးဘူးအဲ့ဒါကဘယ်လိုလဲဆိုတော့အဲ့ခင်မှာဖုန်းဆိုတာဖုန်းမှာမရှိဘူး ဖုန်းဆိုအဲ့တော့ဆယ်လူလာဖုန်းပဲဆယ်လူလာဖုန်းပဲပေါ်သေးတာဟုတ်တယ်ဆယ်လူလာဖုန်းကလည်းအိမ်ကပေးမကင်ဘူးငါတို့အိမ်ကအဲ့လိုမျိုးရောကျောင်းယူသွားဆိုပေးမကင်ဘူးယူသွားနေတာအိမ်မှာကင်တော့မှချိန်လုံးနေရိုက်ခံရတာမျိုးသိရမလားပေးမကင်လူကြီးကင်အရာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခစ်ကြီးအဲ့အချိန်မှာတငယ်ချင်းကြောင်းတဲ့ကြောင်းတွေကဆက်သွယ်ဖို့အင်မတန်မှကိုဒါတကယ်တော့ပြန်တွေးကြည့်မယ်ဆိုရင်ခက်ခဲတယ်ဟုတ်တယ်အဲ့ဂျားတွေကိုဘယ်လိုလုပ်ပြီးတော့ဒီတငယ်ချင်းတွေကနေ့စဉ်နဲ့အမျှတွေးဆုံပြီးတော့အဲ့လိုသိရမလားဒီတချင်းတွေလုပ်ဖို့ခေါင်းကြီးဆိုင်ပြေးကြလဲဆိုတာတကယ်အချိန်ရနေရရဲ့ဥစားပြီလေဥမာကန်တော်ကြီးအဝမှာအားလုံးတောက်ကြစားကြမယ်စုံမယ်ဘယ်ဝမှာဟုတ်တယ်မလားဘယ်ဝမှာဘယ်ချိန်စုံမယ်အဲ့တော့ဆိုရင်အကုန်လုံးအတိအကျဟေးဟုတ်တယ်တိကျမှုဆိုတာအဲ့မှာဒီလိုကောင်းပါလေအခုခေတ်တော့မကောင်းတော့ဘူးအခုခေတ်ကတော့မကောင်းတယ်ထည့်ထားလိုက်ပေါ့အဲ့ခေတ်ကရန်ဖြစ်မယ်ဘာညာဆိုဟေးအောင်ကွိုင်းတက်နေပြီဘယ်ကောင်နဲ့ကွိုင်းတက်နေပြီဘယ်နာမှာငါတို့အဲ့မှာလူစုမယ်အဲ့မှာတော့ရိုက်မယ်အဲ့လိုတော့ရိုက်မယ်ဆိုရင်ကငါတို့အဲ့မှာဒိန်းဆိုလူကအားလုံးစုလာတာဒီနေ့ခေတ်လိုမျိုးဆိုဟိုနေ့လာခဲ့မယ်ဟိုချိန်လာမယ်ဒီချိန်လာမယ်ဖုန်းကလိုင်းကြအဲ့လိုအားနဲ့တိုက်ခိုင်ပြီးတည်နေဟုတ်တယ်အဲ့လိုမျိုးမတူဘူးပေါ့နော်ခက်တရကွာပါအဲ့ဂျားတွေကနေမှဟိုတယောက်နဲ့တယောက်ဒါရင်းနှီးခဲ့ကြပြီးတော့တချင်းတွေတူလုပ်ဖြစ်ခဲ့ကြရဲဆိုတော့ဒါအမှတ်တမ်းတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အခုတော့ WCC ဆိုတော့ဒီအဖွဲ့အစည်းကလည်းအခုဒီအဲ့တုန်းကလုပ်ခဲ့တဲ့ဒီအဖွဲ့အစည်းတွေကဒီ rapper တွေအကုန်လုံးကလည်းအခုဆိုအသက်တစ်ခုမှာရနေလောက်ကြပြီပေါ့နော်အကုန်လုံးကအသက်ရွယ်တစ်ခုရနေလောက်ကြပြီပေါ့အသက်တွေကိုတော့ထုတ်မပြောတော့ပါဘူးဒါပေမဲ့အသက်တွေအားလုံးကတော့အသက်တွေကိုစီရနေကြပြီပေါ့နော်တချင်းဆက်လုပ်နေတဲ့လူတွေတချင်းတွေဆက်လုပ်နေတဲ့လူတွေလည်းရှိသလိုတချင်းတွေဆက်မလုပ်တော့ရဲ rapper တွေလည်းရှိပါတယ်အဲ့လိုတငယ်ချင်းတွေလည်းရှိပါတယ်အခုဆိုကျွန်တော်တို့ဒီနေ့ဆိုဒါ WCC မှာကျွန်တော်တို့ဒီဖြတ်တန်းခဲ့တဲ့အထက်မှာဝါလော့တွေအကြောင်းကိုဒါရေပန်းစားရပေါ့အဲ့တော့ကျွန်တော်တို့အဖွဲ့ဒီအဖွဲ့ WCC အဖွဲ့ထဲမှာဒီဝါလော့တွေဆိုတာရှိရပေါ့နော်အဲ့ဟာကဒီလူကိုရွေးပြီးတော့ဟိုတေချာလေးစနစ်တကျရွေးပြီးတော့ဒီနံပါတ်တွေနဲ့အဲ့လိုမျိုးတေချာသွားတဲ့ဟိုပါပေါ့နော်ဟိုလုပ်ငန်းစဉ်တစ်ခုပေါ့နော်ကျွန်တော်တို့လုပ်ငန်းစဉ်တစ်ခုပေါ့ဒါပေမဲ့အဲ့လုပ်ငန်းစဉ်တစ်ခုကိုကျွန်တော်တို့ဒီ founder ဖြစ်တဲ့ဒီကျွန်တော်တကယ်ကြီး IMB ကတေချာလေးစနစ်ကြလေးနဲ့သူတေချာအဲ့လိုလူရွေးချယ်ဝဲပါနဲ့တေချာလေးလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့တကယ်ကြီးဝါလော့ဒီရွေးချယ်ခဲ့ပုံနဲ့ဒီလိုမျိုးအဲ့ဝါလော့ရဲ့အကြောင်းမှာဒီတခြားသောတကယ်ကြီးတွေဝင် join ဖြစ်ခဲ့ပုံဟိုဒီဟာရဲ့စံချိန်စံနှုန်းတွေအကြောင်းဘယ်လိုမျိုးရွေးချယ်ခဲ့ဆိုတာလဲတစ်ချက်တော့ပြန်ပြီးတော့ပြောပြပေးပါဦးရွေးချယ်ခဲ့ပုံကတော့အသေးစိတ်တော့မပြောတော့ဘူးရွေးချယ်ခဲ့ပုံအသေးစိတ်ကကြတော့တခြားအားလုံးကထပ်သုံးဖို့လိုတဲ့အားလေးရှိအောင်မယ်အဲ့တော့ရွေးချယ်ခဲ့ပုံကတော့မပြောတော့ဘူးဒါပေမဲ့ဘလို့ရှိတယ်ဆိုတော့ WCC အကြောင်းပဲပြောပြအောင်ပေါ့ဒီထဲမှာကျတော့အဖွဲ့ပေါင်းတော့အဖွဲ့ပေါင်းဆိုတာဒီဘက် site ကရှိရ EC ရ non ရှိရပါပုံ site တွေပုံရှိရအဲ့ခေတ်ကကျတော့အကြီးကျယ်ချနေကြတာရှိတဲ့ site တွေအဲ့ဒါရဟုတ်တယ်အဲ့လို site တွေအဲ့လို site တွေမှာအဲမှာစုံနေကြတဲ့လူတွေလည်းအများကြီးပဲတွေ့ရတယ်ငါတခါတည်းလို့စုံနေကြလူတွေအများကြီးအဲ့အများကြီးတွေ့ရတဲ့မှာတယောက် talent တစ်မျိုးစီရှိရောပါအဲ့တယောက် talent တစ်မျိုးစီမှာရုပ်ပြတခြားအဲ့လို family တစ်ခုနဲ့ beef ဖြစ်သွားရင်ရုပ်ပြထွက်ပြီးတော့ဝုန်းထားပြီးတော့တိုက်ပြီးဝင်ဆိုနိုင်မဲ့လူတွေသိမလားတစ်ဖက် family ရိုက်ချိုးနိုင်မဲ့လူတွေအဲ့လိုလူမျိုးတွေမှာပို့လိုချင်တဲ့အတွက် idea ကတော့ warlock ဆိုတဲ့ program ကိုစလိုက်ပေါ့စလိုက်လူချို့ရွေးတယ်idea ဆိုတဲ့လူတွေကတစ်ချက်ဆိုလိုက်တိုင်းတစ်ဖက်ကလူပြောနိုင်အောင်တစ်ချောင်းကျိုးသွားစကလုံးတစ်လုံးကတည်းကအဲ့လိုမျိုးဖြစ်သွားအောင်ငါတို့က frame ကိုတည်ထားတာဖြစ်တဲ့အတွက်warlock program အဲ့လိုပုံစံနဲ့စသွားတယ်ပေါ့ဒါပါပဲဆိုတော့ဒီအမှန်တကယ်တော့ဒီ program လေးလောက်တာလည်းကောင်းတယ်ဘာလို့လဲဆိုတော့အဲ့ချိန်တော့ဆိုလို့ရှိရင်ဟိုငါတို့ကိုယ်တိုင်ကလည်းဟိုအရန်ဟိုဒီဟာပေါ်မှာစိတ်နှစ်ပြီးလုပ်နေတဲ့ပြင်ဒီငါတို့အောက်မှာလည်းလူငယ်လေးတွေကွာဒီလားကလေးလေးတွေကွာဒီ10တန်းလေးတွေ
ကိုရန်လေးတွေကဒီငါတို့ studio တွေကိုလာပြီးတော့ဝါတည်မလားကိုကြီးဒီမှာဒီသချင်းလေးလုပ်ပါအောင်နားထောင်ပေးပါအောင်ဒါလေးတွင်းချင်းလို့ဆိုရအကူကြီးပေးနေရတယ်ပြန်ပြီးတော့ကိုကအကူကြီးကိုလည်းလုံနေသလိုကိုအောက်ကကလေးလေးတွေကိုလည်းပြန်ပြီးတော့ကိုလည်းပြန်ပြပြီးတော့ကုနိုင်တဲ့အနေထားလေးကိုတော့စရောက်လာခဲ့တယ်ပေါ့နော်စောက်ရလာခဲ့တဲ့အချိန်မှာပဲ IB ကလာပြောတယ်ပေါ့နော်တကယ်ချင်းမင်းဒီလိုလေးတော့ငါ program လေးဆွဲပြတယ် ဝါဝါလို့ပေါ့ဒီချိန်စီဖြစ်လာလိမ့်မယ်ဒီတော့ဟုတ်တယ်တစ်ချိန်ကျရင်ပြောရရှိရပေါ့နော်ဒါတွေကဟိုသူ့ဟာလည်းအချိန်မှာငါတို့ကတော့ကျန်းကျန်းတန်းနဲ့ဒါဟိုကျန်းခံပြီးတော့ပြောနိုင်တဲ့ rapper တွေပေါ့နော်အဲ့လိုမျိုးလိုအပ်တယ်ပေါ့နော်ပြောရမယ်စိတ်ဓာတ်ကစား strong ဖြစ်တဲ့ကောင်မျိုးလိုချင်တယ်ပေါ့သူကအဲ့လိုမဟာတဲ့ကောင်တွေလိုချင်တယ်ပေါ့တကယ်ချင်းမင်းလည်းဒါကိုဦးစီးပြီးတော့ဒါဒီဟိုဖြစ်ပါတေချာလေးလဲဒါလူငယ်တွေလည်းတေချာလေးဟိုဖြစ်ပါဆိုပြီးတော့ IB နဲ့ဟိုဆွေးနွေးပြောဆိုခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီဝါလော်တွေအဲ့လိုမျိုးရွေးမယ်ဆိုဖြစ်လိုက်တဲ့အချိန်မှာမထင်ထားတဲ့တစ်ခုထဖြစ်တယ်မထင်ထားတဲ့တစ်ခုကဘာလဲဆိုတော့လူငယ်တွေကတော့အရန်ဒီ WCC တဲ့ member ဝင်တွေပေါ့နော် member ဝင်ချင်းချင်းအရန်စိတ်ဝင်စားတယ်ဒီဟာကဘာရွေးတာလဲပေါ့ဒီဝါလော်တွေကဘယ်လိုမျိုးရွေးရလဲဆိုတဲ့ဟာကိုသူတို့အရန်စိတ်ဝင်စားကြတယ်ပြီးတော့ရွေးခံချင်ကြတယ်တေချာလေးအဲ့ချင်လှုပ်ချင်ကြတာဟုတ်တချင်းကိုဆိုတော့ဒီဝါလော်တွေအကြောင်းကိုပြန်ပြောရမယ်ဆိုရင်ဝါလော်တွေဒီအခု9ယောက်နော်ငါတို့ဖြတ်တန်းခဲ့ချင်း9ယောက်စုစည်းပြစ်ခဲ့တယ်အဲ့9ယောက်နဲ့ဒီဟိုမင်းရွေးခဲ့တဲ့ပုံလေးကိုပြန်ပြီးတော့ပြောပြပါအောင်အဓိက skill ဘိုင်းပေါ့ skill ဘိုင်းဟုတ်တယ် skill ဘိုင်းကကြတော့အားလုံးနိုင်မှာ skill ကတော့ mental ဘိုင်းပေါ့ mental ဘိုင်းဒီစိတ်ဘိုင်းဆိုင်ရာစိတ်ဘိုင်းဆိုင်ရာကိုကြည့်တယ် skill ဘိုင်းကိုကြည့်တယ်နောက်အဖက်ဖက်ကပြန်စမ်းတတ်တယ်ပေါ့အဲ့လိုပြန်စမ်းတတ်ပြီးအဲ့လိုရွေးခဲ့တာလို့ပဲပြောလို့ရတယ်ပေါ့ဆိုတော့ဒီစိတ်ကတော့မပြောချင်တော့ပါဘူးဒီစိတ်ကတော့လည်းဒါလည်းလိုလည်းမလိုပါဘူးเนาะဒီစိတ်ကကျတော့နည်းနည်း top secret ပေါ့ top secret ပေါ့ဒါချိုးရရတော့ဒါ top secret ပေါ့เนาะဆိုတော့ဒီမှာဝါလော့ထိုင်ရွေးပြခဲ့ရင်လည်းအဲ့လို secret တွေသုံးမှဖြစ်တဲ့အတွက်အဲ့ဒါအဲ့တခုတော့ဒါမပြောခဲ့ဘူးပေါ့เนาะဆိုတော့ဒီဝါလော့တွေရွေးခဲ့တယ်အဲ့ဝါလော့တွေကလည်းအခုချိန်မှာအကုန်လုံးတက်ရှိထင်ရှားရှိနေတယ်သို့တော်လည်းပဲအကုန်လုံးတော့ချင်းဟိုလိုတိတိပပကြီးရောဟိုလိုတချင်းရစက်တိုက်ကြီးလောက်ဖြစ်နေတာမျိုးမရှိတော့သို့တော်လည်းပဲကျွန်တော်ကဒီပြောချင်တာဒီဝါလော့ဆိုတဲ့ဟာကြီးရွေးပြခဲ့တယ် WC စီစာကြီးရှိခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာပေါ့เนาะအခုအဲ့ဒါတွေပြီးတော့အခုဒီ hip hop ကပြန်ပြီးတော့တကြောပြန်အခုခိခါနေနဲ့ပြန်ထလာသလားပေါ့เนาะအဲ့ပြန်ထလာတဲ့ဟာပေါ်မှာမွေးဘယ်လိုမြင်လဲမြင်ကတော့အခုချိန်ကြီးချင်းကြီးလည်းအရင်ဆုံးမိုးရလက်ရှိရမှာတော့ဖြစ်ပြီးဆုံးဖြစ်နေတာပေါ့နော်မိုးရအဲ့တော့မိုးကြီးကိုနည်းတော့တိခောက်ကြည့်ကြအောင်ကဲမိုးကြီးတော့ပါအခု hip hop တွေကဘာဖြစ်နေရလဲ hip hop သူကဆိုတော့မိုက်နေကြပါတယ်တယောက်တစ်ခုငငယ်ရအရင်တိုးတက်တာတွေရလဲတိုးတက်လာအခုအငယ်တွေကပို့ပြီးတော့မိုက်တယ်တကယ်မိုက်တယ်အဲ့ဒါကတော့ဒါအမှန်ရောအဲ့ဒီထုံးစံပဲလူငယ်တွေကပုံမိုက်လာတယ်ဆိုတာဒီတကယ်တော့ထုံးစံပဲအဲ့ဒါတော့ငါမငြင်းဘူးအဲ့ဒါလုံးဝမငြင်းဘူးပြီးတော့ငြင်းစရာလုံးဝမရှိလူငယ်တွေကလေတားလေ့လာတယ်သူတို့ကတစ်ဖွဲ့စီကမိုက်ကြတယ်သူကရှိကြသူတို့ဖွဲ့တယ် game ကတော့ပြန်စသူကတဖြည်းဖြည်းနဲ့ကြီးလာမှာပါလေ game အခုပြန်စနေပြီအခု beef တွေလည်းအခုပြန်ဆိုနေကြတယ်နော်ပြန်ဆိုနေတယ်ဘောသုံးဖို့စပြီးထွက်လာတယ်လုံးလိုက်တာတွေကိုပြနေကြပြီဟုတ်လားအရင်တော့ beef တွေဆိုဖို့ဆိုရင်ခုံယူငါတို့ခေတ်တော့ခုံယူကြောက်တာတစ်ဖက်တင်အောင်အခုတော့ beef နဲ့ဖြုတ်လိုက်ကြတယ်အခုကျတော့အဲ့လို beef နဲ့လို့ဖြုတ်ဖို့နေတာတင်အောင် beef ဆိုအောင်ရှက်နေကြတယ်အားနာနေကြတယ်အားနာနေကြတယ်မဟုတ်ဘူးအင်အားပြော့နေသူခံစားရတယ်နော်အရင်ကတော့တော်တော်များများဆိုင်ဆိုကြတယ်နော်အဲ့ဒီမှာမှာကြိုက်ခဲ့တာလေကွာဒီမှာ hip hop ဆိုတဲ့အရာကြီးอ่ะကွာငါတို့ဘာလို့စကြိုက်ခဲ့ရလဲဆိုတော့ငါတို့ခွန်အားပေးနိုင်တယ်ကွာဟုတ်လားခွန်အားပေးနိုင် reactor တစ်ခုလို့ငါတို့မြင်လို့ကြိုက်ခဲ့တာကွာငါတို့ချင်းတွေအများကြီးထွက်နေတာအဲ့ဒီကကွာဟုတ်တယ် rock တွေပါအများကြီးပေါင်းနေငါတို့ဖြစ်မှာအများကြီးရွေးဟုတ်တယ်ရွေးချက်ကြတယ်ဟုတ်တယ် hip hop ကိုရွေးတယ်ဆို hip hop ကငါတို့ခွန်အားပေးနိုင် reactor တစ်ခုလို့ဆိုသိရမှာအဲ့လိုစွမ်းဆောင်တယ်ငါတို့ hip hop ကိုကြိုက်တယ်ကွာဒါပေမဲ့ဒီနေ့ခေတ် hip hop ကကြာတယ်နည်းနည်းအင်အားနည်းနည်းပြော့နေငါအထင်ပေါ့ကွာအားနေမားနေမယ်ဟုတ်တယ်မိုင်းလည်းမားနိုင်တယ်မိုင်းလည်းမှန်နိုင်တယ်ကိုယ်ခိတ်ကတော့ကျန်းတာတော့မှန်တယ်အခုလိုမျိုးလဲဟိုအခုလိုမျိုးလဲငြိမ်းစိမ်မနေဘူးကွာဒီတော့အဲ့လိုတနေ့နဲ့တနေ့ကဘသူကအဲ့လိုဘယ်တဲ့ချင်းဘသူကဘယ်ဘက်ကဘယ်အဖွဲ့ကိုဘယ်လိုမျိုးဆိုမှာလဲဆိုတဲ့ဥစ္စာတစ်ပတ်တစ်ခါလောက်ကိုနော်တလားတစ်ခါလောက်အနေဆုံးတော့တလားတစ်ခါလောက်ကိုတက်နေတာ update ဖြစ်အဲ့ဒါတော့ update တကယ်ကိုဖြစ်တယ်နောက်ပြီးတော့ social media ကလည်းအဲ့လိုကြီးခင်မစားသေးဘူးတင်လား Facebook မှာကြည့်တယ် Facebook မှာ friend ဘယ်လောက်လဲ friend 3000လောက်ရှိရကောင်ဆရာကြီးပဲဆရာကြီးပဲ friend 3000လောက်ရှိဆရာကြီး friend 3000ရှိရကောင် friend 9000ဆိုတော့အဲ့လိုကောင်းနေဆိုရင်ဘယ်လောက်2013လား16အဲ့လိုစဖွင့်တဲ့အကောင့်တွေကွာအကောင့်လေးမှာဘာမှမဆိုင်နေသေးရမလားဘာဟိုဘသူဘာလေးတို့သိရမလားဘာလေးတို့ rapper လေးတို့ rapper ပေါင်းစားလေးတို့ rapper လေးချစ်သူတို့အဲ့လိုမျိုးနောက်ပြီးတော့ဟိုတခြားသော music နယ်ပယ်ကလူတွေကလည်းအဲ့လိုမျိုးတွေ account တွေဖွင့်တယ်လေ emo လေးတို့ emo လေးတို့သိရမလားemo ကလည်းအဲ့တော့ emo စပင်ကလည်းခစ်စား emo လေးချစ်သူစသဖြင့်ဒါကတော့ဟိုခေတ်ရဲ့ trend ပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးတွေဖြစ်တာတော့ဒါကတော့တိတ်တော့မဆန်းပါဘူးဒီခေတ်မှာလည်းရှိနေပါသေးတယ်နော်အဲ့လိုမျိုးလေးအကောင့်လေးရှိနေပါသေးတယ်သို့တော်လည်းပဲဟိုဒါခေတ်ရဲ့ရည်စည်းကြောင်းပေါ်မှာပေါ့နော်မူတည်ပြောင်းသွားပါပေါ့နောက်ပြီးတော့ beef ဖြစ်တဲ့ပုံမှာလည်းပြောပြအောင်ပဲ
အခု WCC ဆိုတဲ့အဖွဲ့အကြောင်းပြောလို့ဒါစကားလည်းဆက်ပြီးလို့ပေါ့နော်ခုနကလည်းငါပြောသွားတယ်ငါမန်လေးမှာနေတဲ့သူကွာဒီလားမန်လေးမှာလည်းအချိန်တော့တန်ကြာသွားနေလိုက်တယ်ပေါ့နော်ဆိုတော့အဲ့မှာငါတချင်းရဲလုံနေတဲ့အချိန်မှာလည်းငါဒီ WCC မှာဝင်တယောက်အနေနဲ့မန်လေးမှာလည်း WCC ဆိုတဲ့အဖွဲ့အစည်းတစ်ခုငါလုပ်မယ်ပေါ့အဖွဲ့အစည်းဆိုတာထက်ဒီအဖွဲ့ဟိုပါပေါ့မန်လေးမှာလည်းဒီလိုဟာကြီးပေါ့တို့မြန်မာပြည်ရဲ့ကျွန်တော်ညီမချက်တိုင်းမကွေးလည်းရှိမှာပဲရှင်းရှင်းလေးတကယ်လည်းရှိခဲ့တာပဲအဲ့တော့ပြောချင်တာကအဲ့လိုမြန်မာပြည်မြို့နယ်အများစုကြီးမှာအဲ့လိုမျိုးဟာတွေလှုပ်ချင်တာဒီလို member အဖွဲ့ဝင်တွေအများကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဒီဟာကိုလည်းမန်လေးကိုသွားပြီးတော့ဒါအဲ့လိုမျိုးလုပ်မယ်စိတ်တူကိုယ်တွေစုမယ်ဆိုတဲ့စိတ်နဲ့မန်လေးရောက်တော့လည်းတကယ်စုဖြစ်တယ်စုဖြစ်တဲ့အချိန်မှာဘယ်သူနဲ့တွေ့ရလဲဆိုတော့ဘာထူးနဲ့တွေ့ရဇလန်ကတော့လာတယ်ဒီဝါလော်ရေးဆိုတာဖြစ်လာတဲ့အချိန်မှာလည်းအဲ့ဟာတွေလည်းပါတယ်ဘာထူးနဲ့သွားဆုံးဘာထူးကငါလုပ်တဲ့ show ဝဲတစ်ပွဲမှာသူကငါ show ဝဲလေးလုပ်တာဟုတ်ရင်တော့ show ဝဲလုပ်တော့ဘာထူးကငါလုပ်တဲ့ show ဝဲတစ်ပွဲမှာသူနဲ့ BB နဲ့ Evan လေးကင်ရောက်လာတယ်သူတို့ Evan တော်တော်ကောင်းတယ်ငါလည်းအဲ့မျိုးအဲ့တော့လှမ်းပြီးတော့ပို့လိုက်ပါတယ်အဲ့ Evan လေးအဲ့ထဲကနေပြီးတော့ငါဟိုဘာလို့ဆိုရဲတချင်းတစ်ပုတ်ကွာအဲ့လိုဗတ်တဲ့တချင်းပဲအဲ့လိုသူဘယ်သူနဲ့လည်းမသိဘူးဘီဖြစ်နေတာပေါ့နော်အဲ့လိုမျိုးပဲအဲ့တော့ဘယ်သူနဲ့ဘီဆိုရဲဘာမှအဲ့လိုမျိုးအဲ့လိုကနေမိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဆိုကိုနာတို့ဆိုဟို beef ဆိုတာကျဲအောင်မိုးကြီးရတယ်အဲ့လိုလက်ဆောင်းတဲ့ဆိုတာတွေနောက်တခြားသော story line တွေဆိုတာကြီးများတယ်ပေါ့နော် IMB ဆိုလို့ရှိရင်ကြတော့သူကတော့ကာလာအစုံဆိုတယ်မိုးကြီးဆိုမိုးကြီးပုံစံပေါ့နော်ကိုနာကလည်းကိုနာပုံစံနဲ့သွားတယ်ပေါ့ဒါပေမဲ့ဘာထူးနဲ့ရင်းနေချိန်မှာတစ်ခုရှိတယ်ဘာထူးကကြတော့သူက beef producer ကမန်လေးမှာထူးဆန်းတယ် BB ရှိရယ်အဲ့ချိန်မှာ YM ရှိရယ်နောက်ပြီးတော့နည်းနည်းရှိရယ်ပေါ့နော်ဂီတာမေကသူတွေနောက်ပြီးတော့ Wi-Fi က music beat producer တွေပေါ့နော်နောက်ရှိရယ်ပေါ့သူတို့နဲ့ကိုနာနဲ့ရင်းနှီးရယ်ပေါ့နော်ဒါပေမဲ့အဲ့မှာဘာထူးနဲ့ရင်းနှီးထူးဆန်းတာကဘာထူးက WCC ကိုအရင်စိတ်ဝင်စားတယ်သူကသိနေတယ်ရန်ကုန်မှာဒီဖွဲ့တွေရှိတာအကုန်သိပြီးသားဒီဖွဲ့တွေမတည့်ဘူးဒီဖွဲ့တွေကတော့တည့်တယ်အကုန်သိနေမန္တလေးမှာပြောရမယ်ဆိုအဲ့ချိန်မှာမန္တလေးမှာငါတို့ရန်ကုန်မှာရေစီးကြောင်းဖြစ်နေတယ်လို့မန္တလေးကငါပြန်သွားတဲ့အချိန်မှာလည်းရေစီးကြောင်းတစ်ခုဖြစ်နေတယ်အဲ့ချိန်မှာဘာထူးနဲ့ BB နဲ့ကိုရင်းနှီးခွင့်ရခဲ့တကယ်ချင်းတွေဖြစ်ကြတယ်အဲ့ချိန်မှာပဲငါရဲ့တချင်းတွေချိုးတွေလည်းအဲ့ BB ကိုအပ်တာတွေဘာထူးနဲ့ဒူဆိုဖြစ်တာတွေအများကြီးပေါ့နော်ဘာထူးနဲ့တွေ့ပြီးလုပ်ဖြစ်တာအများကြီးရှိရပေါ့ဒါပေမဲ့ဘာထူးကိုရန်ကုန်ခေါ်လာတာကအန်မီတို့ပြိုင်ပွဲတစ်ခုလုပ်ခဲ့တယ် Fortune ကလုပ်တဲ့ပြိုင်ပွဲတစ်ခုဟိုအဲ့ဝက်မတိုင်ခင်တစ်နှစ်လောက်တည်နေပါရင်းနှီးနေကြပြီเนาะအဲ့တော့ Fortune မှာပြိုင်ပွဲတစ်ခုဝင်မတိုင်ခင်တည်းကဒီဘာထူးဆိုတဲ့ rapper မန်လေးက rapper တယောက်နဲ့ရင်းနှီးခဲ့တယ်နောက်ပြီးတော့မန်လေးမှာ WCC ဆိုတဲ့ဥစ္စာကိုဒါပြန်ပြီးတော့ဒီလူတွေစုပြီးလုပ်ခဲ့တယ်ပေါ့အဲ့မှာထပ်ပြီးရင်းနှီးခဲ့တာလို့လဲဆို JK တို့ J-Fire တို့နဲ့မှာရင်းနှီးခဲ့တာပေါ့เนาะသူတို့ကလည်းအထူးဖြင့် J-Fire နဲ့ဘာထူးနဲ့ကတော့ဒီ WCC ရဲ့ member ဝင်နေအပေါင်းများတယ်ပေါ့เนาะငါတို့နဲ့ဟိုရင်းနှီးအပေါင်းများတာတွေ့ရတယ်ပေါ့အဲ့တုန်းကပေါ့တူသွားလာလှုပ်ရှားတချင်းတွေဆိုကြတာရှိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဘာဖြစ်လဲဆိုတော့ဒီ WCC ရဲ့ဒီပျောက်သွားတဲ့ပုံစံကအဲ့မှာအဲ့မှာပြောတရားတစ်ခုရှိသေးတယ်အရင်ငင်းပွားဝယ်ရဖြစ်နေပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီပေါ့ရုပ်တရက်ဒီရုပ်ချီးပေါ့ရုပ်ချီးဟုတ်တယ်ရုပ်ချီးငါတို့အဖွဲ့ကြီးရုပ်တရက်တာယန်နေပါရီကဆောက်လို့မိုးတည်မလားထောင်တက်လာတယ်ဘာထောင်တက်လာတယ်အဲ့ဒါတွေဘာလို့လဲအကြောင်းရအောင်ငါပြောရမယ်ဗျဒီကလည်းပြောပြခဲ့ပြီပါတယ်လို့ဖြစ်တယ်ဆိုတော့အဲ့လိုဘာထူးလို့ငါတို့ဟိုဖြစ်တယ်အဲ့ဒါပြီးတဲ့အချိန်မှာတချို့ငါမန်လေး feature တွေလက်ခံပြီးငါဆိုပြီးရဲ့ဆိုပြီးရဲ့အချိန်မှာတချို့ဆိုတချင်းတစ်ပုတ်လောက်ပဲနှစ်ပုတ်လောက်ပဲဆိုအားခဲ့ပြီးတယ်ဒါပေမဲ့သူတို့ Brian ရဲ့ကာချာအဆင့်တစ်ခုရောက်နေမန်လေးရလို့ဟုတ်တယ်အဲ့ရကွာလူတွေရောက်မှနှစ်ချီတော့ဖျက်ရတာမန်လေးအဆင့်တစ်ခုရောက်ဟာဟုတ်တယ်ဘာလဲပေါ့တယ်မလားဟုတ်တယ်ခုမှစဆိုတဲ့ကောင်ကဂိုင်းစက်တိုက်ချိတ်ကနေโอเคအဲ့ဆိုတော့ငါတို့အကုန်လုံးလေးလာမယ့်နေရာမန္တလေးပဲဟေးလို့ WC တခုလုံးကမန္တလေးကိုရွှေ့ပြီးမန္တလေးမှာသွားပြီးတော့ဟုတ်တယ်အခုငါတို့သွားတိလိုက်တယ်ရှိပြင်းရှိပဲအကုန်လုံးဖြည့်တဲ့ပညာကိုသွားဆုပ်ယူတော့သွားပြီးဆုပ်ယူတာဆုပ်ယူဒါပေမဲ့အဲ့ချိန်မှာမန္တလေးတရားကောင်းတာရှိတယ်မန္တလေးတရားကောင်းတာပါလဲဆိုမန္တလေးကလည်းငါတို့သွားပြီးတော့အုံနိုင်ကျဲတဲ့အချိန်မှာတို့ကလည်းငါတို့အားကြပြီးပြန်လေးလာတယ်သူတို့ကလည်းမှာပါသူတို့ကတွေ့ပါပါ WCC နဲ့လာပေါင်းရတယ်သူကအဲ့လိုလိုငါတို့ဟိုကချာအတူတူတော့ငါတို့တောင်းကျမ်းတဲ့ပုံမှာတွေ့ရတယ်အဲ့မှာရှုပ်ပေါ့အဲ့မှာရှုပ်ကုန်တာပဲသလဲငါတို့ကြောင့်မန်လေးကကာယံ right ကချာကြီးပုံတွေပါတယ်ငါတို့အခြေခံငါတို့ယူဒေတာတွေလူငယ်လေးခေါ်ရတယ်အဲ့ဒါဟုတ်တယ်ငါတို့အကောင်းဆုံးဖြစ်ငါတို့ပြန်လဲဒီကာချာဟိုကပြလို့ right လို့ချတယ်လို့ချပြီးဒီညလို့ချိုးရတယ်ပဲဘာမှမလို့ချိုးရတယ်အဲ့တော့ငါတို့တေချာလက်ပုံစံပုံငါတို့ develop လုပ်တယ် develop လုပ်တဲ့အချိန်မှာငါတို့ right ကာချာကြီးပုံကတခြားအဖွဲ့ရန်ကုန်အဖွဲ့တွေပါတယ်ထက်ဆိုင်မှာတော့အများကြီးဖြစ်တယ်ဆိုတော့အဲမန်လေး WCC ဒီမန်လေး WCC ဆိုပြီးတော့ဒီသွားပြီးတော့အဲ့လိုမျိုးစုလူတွေသွားပြီးစုလိုက်တဲ့အချိန်မှာဘာထူးပြီးပြောအပြင်ဒီအရန်မောက WCC ကအများကြီးစဉ်းစားတော့ပါနော်ဟင်းတဲ့ဆိုလည်းပါတယ်အများကြီးပဲလူအများကြီးပါတယ်နောက်တစ်ခုမင်းတို့များရဲ့အဖွဲ့တစ်ဖွဲ့ရှိသေး MRC ပါပဲ WCC နဲ့အရန်ကိုဒါ
ဘယ်လိုပြောမလဲပေါင်းပြတွဲပြသွားပြကြတဲ့ငယ်ချင်းဒီ family တခုပဲပေါ့နော်ရဲမြတ်ဆိုဒါတကယ်ကြီးရဲမြတ်ဆိုနော်မန္တလေးမှာတကနာမည်ကြီးပြီး producer တယောက်ပါပဲเนาะသူဆိုလဲရဲမြတ်ဆိုမြဲဒီကတိုက်တကယ်ကြီးတွေပေါ်မှာရဲနဲ့စိတ်ရင်းကောင်းတဲ့အဖွဲ့အခုပဲဒီ MRC အတူတူပဲဝိုင်းဝိုင်းတကယ်ကြီးတွေလည်းခင်ဖို့ကောင်းပါတယ်เนาะမိုးအောင်တို့အများကြီးခင်ဖို့ကောင်းပါတယ်လက်တို့တချင်းသွားလို့တော့လည်းတေချာကိုလုပ်ပေးတာတွေတွေ့ရတယ်ဆိုတော့အရန်တကယ်မန္တလေးမှာအရန်ပျော်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအဖွဲ့ကြီးကရန်ကုန်လည်းပြန်ရောသူတို့ရန်လွမ်းတယ်ရန်ကုန်ဝိုးဆိုလိုက်ချလာတယ်ရန်ကုန်လိုက်ပြီးတော့အဲ့လိုမျိုးတောင်းကျင်းလာတဲ့ဒီပါကြီးဖြစ်လာတယ်ပေါ့နော်နောက်ပြီးတော့ freestyle ပြိုင်ပွဲ freestyle ပြိုင်ပွဲတွေကအဲ့ခေတ်မှာအရန်ခက်စားတယ်ခဏခဏလေးလုပ်တယ်အဲ့ဒါပေါ်မှာ IMD ကလည်းဘသူဒီပွဲတော့ဘသူကတော့သွားပြိုင်နေတယ်ဘယ် rapper တော့ recommend ပေးရဲ့ဘယ်သူတွေပေါ့ညီငယ်အကုန်လုံးသူကဒါအစင်သူကစစ်ထုတ်ပြီးတော့မင်းတော့ပြိုင်နေတယ်ဆိုတဲ့အစားမျိုးသူက push လုပ်တယ်ပေါ့နော်လူငယ်လည်းပြိုင်ကြတယောက်ပြီးကြောက်အဲ့ထဲမှာဘာထူးပါတယ်နောက်တစ်ခုကအဲ့ free style တွေပြိုင်နေနေမှာငါတို့ဖွဲ့တော့ဘသူကထပ်ပြီးရောက်လာတယ်ဆိုတော့ ice core ပဲice core ကြီးကရောက်ချလာတော့အဲ့မှာနည်းနည်းအဲ့မှာအဲ့နည်းနည်းလောက်ပါအောင်ပြောပါအောင်အဲ့ ice core ရောက်လာတဲ့ပုံနဲ့နည်းနည်းပို့ပြီးလှုပ်သွားတဲ့ပုံလေးနည်းနည်းပြန်ပြီးပြောပြပေးပါအောင်ပို့ပြီးလှုပ်သွားတဲ့ပုံအဓိကချုပ်ပွဲတွေရှိတယ်ပေါ့နော် free style ပွဲတွေမှာချုပ်ပွဲတွေရလို့ပြိုင်တဲ့ပွဲတွေပေါ့အဲချုပ်ပွဲတွေကြတော့ကိုရီဘက်ကကြတော့အဓိကပြိုင်တဲ့ပွဲတွေမှာချုပ်ပွဲရလှုပ်ပွဲတွေရှိတယ်ပေါ့အဲလှုပ်ပွဲတွေပေါ်မှာကိုရီဦးတည်ပြီးတိုက်ခိုက်တဲ့လုပ်ပွဲတွေရှိရဲရိုးထိုးတဲ့လုပ်ပွဲတွေရှိရဲပေါ့အဲ့မှာအဲ့လိုလုပ်ပွဲတွေပေါ်မှာအဓိက target ထားတာပေါ့ဒီ IP ကို target ထားတာပေါ့အဓိကအဲ့တော့နင်ကလည်း free style ချိန်နေပါညာဟုတ်အဲ့ချိန်မှာဆိုတော့ ice core ဆိုတော့မသိဘူးလူမသိဘူးအဲ့ဒါအဲ့မှာ ice core လုံးဝ main တည်မှာ ice core ဒီမှာ frame ပြီးတော့ main အတပုံကျန်းတော့ဟုတ်တယ်အဲ့မှာရုပ်ပြ ice core ဒိန်းလို့ပေါ်လာတဲ့အချိန်မှာတစ်ဖက်ကကိုရီကို main target ဟုတ်တယ် IP ကိုပဲပြိုင်မယ်လို့ထင်နေရ IP ကိုပွဲတိုင်းမှာ WCC ကိုသားပြီးပြိုင်မယ်လို့ထင်တာအဲ့မှာသူတို့မထင်တဲ့ဖဲပေါ့ဒီဟုတ်တယ်မထင်တဲ့ဖဲဖဲလို့ဖြစ်သွားတာ ice core ဝုန်းလို့အကုန်လုံးတစ်ဖက်ကိုခုံအုပ်လိုက်ဟုတ်တယ်အဲ့မှာတိုက်ဆိုင်နောက်တစ်ယောက်ကခုနပြောတဲ့ဘာထူးကပါအဲ့ WCC ရဲ့ထပ်ရောက်လာပြီးတော့ဝုန်းနေဖြစ်တော့တာအဓိကအဲ့မှာ hip hop လမ်းကြောင်းအဲ့လိုဖြစ်သွားတယ်အဲ့တော့မန္တလေးနဲ့ပါပေါင်းပြီးသလိုဖြစ်သွားတယ်ကွာကိုနာကလည်းအဲ့မှာအဲ့လိုအဲ့တော့မိုးကြီးတို့ရှိပြီးသားရှိရွယ်ဒီလိုရေးချင်းရှိပြီးသား rapper နဲ့ပေါင်းလိုက်တဲ့ခါ WCC ဖွဲ့ကတကယ်ကိုအဲ့ခါမှာဝုန်းဖြစ်နေခဲ့ ice core ရောက်လာတယ်ပြီးတော့ဘာထူးရောက်လာတယ်ပြီးတော့ WCC ကဝုန်းဖြစ်လာတယ်အဲ့ဒါဖြစ်လာပြီးတော့ကျောင်းဆောင်အုပ်ဒီပါထွက်တယ်ကွာထွက်လာပြီးတော့နည်းတချင်းထွက်တာကျဲသွားတယ်ကွာဟုတ်တယ်အဲ့ဒါတော့ငါဆိုလဲတချင်းမလို့ဖြစ်တော့ကွာစီးပွားရေးနဲ့ပဲတဲ့ငါရောက်သွားတယ်တချင်းတိတ်ချမလို့ဖြစ်ဘူးဘာလို့ဆိုလဲအိမ်အောင်ကြားတယ်ငါဆိုလဲအိမ်အောင်ကြားတယ်အိမ်အောင်ကြားရသူလည်းအများကြီးပဲနော်ကလေးလည်းမွေးတချို့ဆိုမဟုတ်လေမကြော်ညာနဲ့လေရတယ်မကြော်ညာနဲ့ IMB ကကြော်ညာနေတယ်နော်မကြော်ညာနဲ့ရတယ်နော်လူယိုကြီးတွေလည်းကြံသေးတယ်လူယိုလေးတွေလည်းကျွန်တော်စင်ငယ်အများကြီးကြံစင်ငယ်ဒီမှာမိုးကြီးဆိုစင်ငယ်နော်မိုးကြီးဆိုစင်ငယ်ခုချိန်ထိဟုတ်တယ်ဟုတ်ပါနော်မိုးကြီးဆိုစင်ငယ်ဆောင်းမတားဘူးလေရှုပ်လို့ကျွန်တော်တချင်းလေးပိုင်တရားရေးလို့မရအောင်ဆော်လေးပိုင်တိုင်းအဲ့ဒါတော့တခုတော့ရှိတယ်ဗျဆော်ထားမှအခြေချင်းလေးရေးလို့ရဒါပေါ့အဲ့ဒါရှိတယ်အခြေချင်းမှုဆိုတာဆော်လေးထားစစ်မှန်ဘာညာစစ်မှန်အခုအဲ့လို rap တချင်းတွေပဲရေးဖြစ်နေအဲ့လေမဟုတ်မညာကြီးရေးလို့ရှင်တော့ဟုတ်တယ်ချင်းတွေအဲ့လိုမျိုးအဲ့တော့ပြောချင်တာကတော့ဒီ WCC အဖွဲ့ဆိုတာဒီလိုမျိုးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဆိုတော့ဒါပြည်သက်တွေကလည်းအခုဆိုပြန်သိပါပြီပေါ့နှွေးပြီးသားဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီ program မှာတော့ဒီ episode မှာတော့ice core ကမပါနိုင်သေးဘူးဘာထူးလည်းမပါနိုင်ဘူးသူတို့လည်းတနည်းအားဖြင့်အဝေးတနည်းအားဖြင့်ရောက်နေကြတယ်ပေါ့နော်ဆိုတော့နောက်ထပ် program တွေမှာတော့သူတို့တွေပါလာနိုင်ဖို့ကျွန်တော်ဖိတ်ခေါ်ထားရပေါ့နော်ဆိုတော့အခုဒီတငယ်ချင်းတွေပြန်ပြီးတော့စုံတဲ့အချိန်မှာဒီတချင်းတွေပေါ့ဒီအရင်ကတချင်းတွေအကြောင်းလည်းကျွန်တော်တို့ပြန်ပြောပြကြတယ်ဒီမှာလည်းအခုတချင်းတွေဆက်လုပ်နေတဲ့သူလည်းရှိသေးတယ်ပေါ့အခုရောဒီ WCC ထဲမှာတောက်လျှောက် run နေရဲ့ member ရဆိုမိုးကြီးပါဝင်သူတွေအရင် run နေသေးတယ်ဒီအချိန်မှာတိုက် core ရှိမှာပေါ့ ice core ရှိမယ်မိုးကြီးရှိမယ်ပြီးတော့ဘာထူးရချင်းတွေတော့အခုချင်းနဲ့ချင်းတွေလုပ်နေတယ်ဒီက run နေတဲ့အကြောင်းတွေတိတ်မပြောကြည့်ဘူးဟုတ်တယ်အားတော့ကျွတ်က confidential ပုံစံမျိုးပေါ့တင်လားမဟုတ်ကျွန်တော်ပြောပြမှသိတာအခု WCC member ဝင်နေရတော့တယောက်ချင်းစီ run နေတာ run နေကြတဲ့လူတွေရှိတယ်အဲ့ WCC ဆိုပြီးအရင်လိုမျိုးဖွဲ့လိုက်ကြီးအဲ့လိုဒါတော့မဟုတ်လေဒါတော့အခုလောလောဆယ်ဒါတော့ပြောကြရှိရပြီမိုးကြီးပြောကြရှိရဘာလို့လဲဆိုတော့ G fan အောင်အဲ့လိုဆိုရင်အဖွဲလိုက်ကြီးထွက်လာလို့လားမထွက်ဘူးလေသူတို့လည်းဟိုပါပဲအဲ့လိုပြင် legendary ရောငါတို့လိုမျိုးတခြားအဖွဲ့အများကြီးရှိသေးတယ်နောက်တစ်ခါနောက်တစ်ခါဟူတွေအဖွဲ့အစည်းတွေ family ရောသူတို့လည်းအဲ့လိုမျိုးပဲအဲ့လိုမျိုးတွားနေတဲ့သူရှိရပေါ့ငါတို့ကကျတော့တိုက်ကွက်ပြောင်းလိုက်အခုကချင်းရrap ချင်းရအခု rap game ကအခုမိုးကြီးပြောလို့ပြန်ရစလာပြီတဲ့မလားပြန်စလာပြီပြောင်းလို့ rap game ကတော့ဖြန့်ချတိုက်ကွက်ပြောင်းလိုက်နဲပဲအစုံဒီအရင်တော့လည်း better နဲ့ပဲဘာနဲ့တခုလည်းမဟုတ်တော့မထားတော့အဲ့လိုထားခြင်းကငါတို့ကဗမာအဆင်ပြေလဲဆို underground မှာ respect တခုရဖို့ငါတို့အဆင်ပြေဟုတ်တာဗောဒါပေမဲ့ငါတို့ဘာအဆင်မပြေပါဘူးလဲဆိုစီးပွားရေးဈေးကွက်မှာငါတို့အဆင်ပြေဖို့တော့ခက်တ
တော်ခတ်သွားရက်တီကိုခတ်တယ်အဲ့ဒါကြောင့် ဒီဘွားစီကွက်စပွန်ဆာစီကွက် ဟုတ်တယ် ခတ်သွား အရင်ခတ်သွားဘာလို့လဲဆိုတော့ ပုံစံပြောင်းပြီပြင်မလား အဲ့ဒါတော့ဘုံအဲ့ဒါပြောစရာရှိတယ်ဘာလို့လဲဆိုတော့မပြောင်းလို့လည်းမရအောင် ဟုတ်တယ် လူငယ်တွေအခုငါဒီကိစ္စမှာပြောချင်တာကဘာလဲဆိုတော့လူငယ်တွေကတချင်းလှုပ်ချင်တယ်ကွာငါတို့အောက်မှာလည်းကလေးလေးလူငယ်တွေမင်းတို့လည်းသိမှာပဲလှုပ်ချင်နေတဲ့လူတွေအခုလည်းရှိနေဦးမှာနောက်လည်းရှိဦးမှာအဲ့တော့ဒီလူငယ်လေးတွေကကွာငတ်ဒီတင်မလားတချင်းလှုပ်မလားဆိုရင်တော့ငတ်ပါစေလှုပ်မယ်ဆိုကောင်တွေအများကြီးဘာလို့ငါကိုယ်တိုင်အဲ့စိတ်ရှိခဲ့ဘူးလေဒါပေမဲ့အသက်တဖြည်းဖြည်းရလာလေလိုအပ်ချက်တွေကိုတဖြည်းဖြည်းသိလာလေနောက်ကမိသားစုကိစ္စပတ်ဝန်းကျင်ကိစ္စဒါတွေကိုနားလည်လာလေလူသားတယောက်လေအဲ့တော့じゃဒီလူငယ်လေးတွေကိုငါတို့ကဘာလမ်းပြပေးရမလဲဆိုတော့ဒီစီးပွားရေးပတ်စံပြန်ဝင်ဖို့ကိုယ့်ရဲ့ဖန်တီးရဲ့နုပညာတွေအပေါ်မှာအလိမ့်မခံရဖို့ ဟုတ်တယ် 29လောက်ကြော်လာရင်အပြည့်မိသားစုတွေကြီးကမင်း ပါလာပြီစပြောဝဲလာပြီဒိန်းဆိုတော့ ဟိုကျေးစီရိုက် ရိုက်ပြီ ဝင်လာ ဝင်လာပြီမင်းဘာရပါလဲမေးပြီအမမင်းဘာရပါလဲမေးပြီဘာရပါလဲဘာလုံးပါလဲမေးပြီလေ ဘဝမေးတာဘဝမေးတာဘဝမေးတာဆက်လုံးပါလေ မေး တောင်မင်း16နဲ့16မင်းတက်တိရှိသေးလား မေးပြီ အဲ့ထိုင်ရိုင်တဲ့ကောင်တွေကောင်တွေအများ အများကြီးပဲအဲ့တော့အဲ့လူငယ်လေးတွေကိုကိုနာတို့မိုးကြီးတို့အိုင်မီတို့ကဘာကိုပြောပြပေးရမှာလဲဆိုတော့ခုနပြောတယ်သူတို့ဖန်တီးလာမဲ့အမှုပညာတွေအပေါ်မှာထိုက်တဲ့နဲ့ငွေကြေးတန်ဖို့သူတို့ရဖို့လိုအပ်တယ်ဆိုပြောပြရတော့မယ်ဘာလို့ငါတို့တော့ရခဲ့လား မရခဲ့ ရခဲ့လားမိုးကြီးမရခဲ့ဘူးဒါကိုတော့ပြောရလိမ့်မယ်ဒါကိုတော့ပြောရလိမ့်မယ်လူငယ်တွေကိုကျန်တဲ့ဟာဒီဘာမှပြောကြမရှိဆိုတော့ဒီ episode မှာတော့ဒီလောက်နဲ့ပဲရက်လိုက်မယ်ပေါ့နော်နောက်ထပ် episode မှာတော့ ice core တို့ဘာထူးတို့ကျန်တဲ့သူတွေရောပါလူဆောင်အောင်တကယ် homey အစ်စ်တွေကိုထပ်ပြီးတော့အားဖြည့်နိုင်ဖို့ကျွန်တော်တို့စီမံထားလိုက်ပါမယ်လက်ရှိမှာတော့ဒီ episode လေးနဲ့ပဲဂျင်းနဲ့လာရအောင်လို့နော်ကဲမိုးကြီးနှုတ်ဆက်လိုက်ကြအောင်အဲ့ဒီ အားလုံးရှီယာ ရှေ့ရပါ ရှီယာပါ ရှီယာ ရှေ့ရတဒါ